ဒီနေ့မှာတော့ယူရီကမြန်မာနိုင်ငံရဲ့မဖြေရှင်းနိုင်သေးတဲ့လျှို့ဝှက်စမ်းကြယ်မှုများအပိုင်းတစ်ခုတင်ဆက်ပေးသွားမှာပါ။ပုပ်ပါတောင်ရဲ့လျှို့ဝှက်စမ်းကြယ်မှုမြန်မာနိုင်ငံမှာလူသန်းပေါင်းများစွာတွားရောက်ဖူးမြော်နေကြတဲ့တောင်တစ်တောင်ရှိပါတယ်။ဒါပေမဲ့အဲ့ဒီတောင်နဲ့ပတ်သက်ပြီးယနေ့အချိန်ထိလူအများပြောဆိုနေကြတဲ့လျှို့ဝှက်စမ်းကြယ်မှုတွေရှိနေသေးပါ။တချို့ကထူးဆန်းတဲ့အတန်တွေကြားခဲ့ရတယ်လို့ပြောကြပြီးတချို့ကတော့ရှင်းပြလို့မရတဲ့အဖြစ်အပျက်တွေကြုံတွေ့ခဲ့ရတယ်လို့ဆိုကြပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်းမှာတည်ရှိတဲ့ပုပ်ပါတောင်ဟာမြန်မာနိုင်ငံရဲ့အထင်ကရနေရာတွေကတစ်ခုဖြစ်ပါတယ်။မိတော်ဟောင်းတစ်ခုရဲ့အကျွင်းအကြံအဖြစ်တည်လာခဲ့ပြီးနောက်ကိုးကွယ်မှုနဲ့နီးစပ်စွာဆက်နွယ်နေတဲ့နေရာလည်းဖြစ်ပါတယ်။ဒေသခံအချို့ရဲ့ပြပြချက်အရညအချိန်တွေမှာတောင်ပေါ်ကနေထူးဆန်းတဲ့အတန်တွေကြားရတယ်လို့ဆိုကြပါတယ်။တချို့ကလူတယောက်လမ်းလျှောက်နေတယ်လို့ခြေတံတွေတချို့ကအမည်မသိတီးတိုးစကားတန်တွေစားရတယ်လို့ပြောကြပါတယ်။ဒါပေမဲ့ဒီအကြောင်းအရာတွေကိုသိပ္ပံနည်းကျအတည်ပြုထားတဲ့သက်သေတော့မရှိသေးပါဘူး။ဒါဟာသဘာဝပတ်ဝန်းကျင်ရဲ့အတန်ပဲ့တင်ထက်မှုလား။ဒါမှမဟုတ်လူတွေယုံကြည်နေကြတဲ့ဒဏ္ဍာယူတွေကြောင့်ဖြစ်ပေါ်လာတဲ့ခံစားချက်တွေလား။သမိုင်းမှတ်တမ်းတွေအရပုပ်ပါတောင်ဟာနတ်ယုံကြည်မှုနဲ့ဆက်ဆက်နေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေအမှန်တကယ်ဖြစ်ပွားခဲ့သလားဆိုတာကိုတော့ဘယ်သူမှသေချာမပြောနိုင်သေးပါဘူး။ယနေ့အချိန်အထိပုပ်ပါတောင်ရဲ့လျှို့ဝှက်ချက်အချို့ကမဖြေရှင်းနိုင်သေးတဲ့ဗဟေရီတစ်ခုဖြစ်ကြန့်ရှိနေစေဖြစ်ပါတယ်။ဒါဆိုရင်ပုပ်ပါတောင်မှာဖြစ်ပျက်ခဲ့တဲ့ဆိုတဲ့ထူးဆန်းတဲ့အဖြစ်အပျက်တွေဟာအမှန်တကယ်ဖြစ်ခဲ့တာလား။ဒါမှမဟုတ်ဒဏ္ဍာရီတွေရဲ့အကျိုးသက်ရောက်မှုတစ်ခုသာလား။ဒီအကြောင်းကိုပေးသက်ကြီးရောဘယ်လိုထင်ပါသလဲ။ comment မှာပေးသက်ကြီးရဲ့အမြင်ကိုလည်းရေးခဲ့ပါအောင်နော်။နောက်အပိုင်းမှာတော့ပကံမျိုးဟောင်းအောက်ကလျှို့ဝှက်ဥမင်လမ်းများအကြောင်းကိုဆက်လက်တင်ဆက်ပေးတော့မှာမို့လို့ YouTube channel လေးကို like and subscribe လုပ်ပေးတော့မမေ့ပါနဲ့နော်။